Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Benjamin Sesko တို့ဒါအပြင် Oliver Glasner တို့နဲ့ပတ်သက်တဲ့ Manchester United နဲ့သတင်းတွေเนาะ Amorino နဲ့ပတ်သက်တဲ့သတင်းတွေအကြောင်းကိုကျွန်တော်ဒါဆွေးနွေးကြည့်အောင်ပါဆိုတော့ကံမကောင်းစွာနဲ့ပဲဆရာသမားတွေเนาะကျွန်တော်ဒီနေ့ညသွားရမယ့် Manager Live သွားပြီးမှမဟုတ်တော့ဘူးဆရာသမား show လိုက်အောင်เนาะဆရာသမား show တော့ဒီနေ့ရเนาะမနက်ပြောရင်ဘယ်လိုပြောမလဲမနေ့ညတည်းရဗျာเนาะဘာစီလိုနာပွဲတွေဘာတွေမကြည့်ခင်ကလေးကနေပြီးတော့အခုချိန်ဒီကျွန်တော်မှ2နာရီခွဲလောက်ပဲအိပ်ရသေးတယ်ဆိုတော့လူကတော်တော်ကိုဂါးနေပြီနော်တော်တော်ဂါးနေပြီကျွန်တော်ဘာမှန်ကိုတိုင်နော်ဘာမှန်ကိုအဆင်မပြေဘူးဖြစ်နေတယ်ဆရာသမားနော်အကြောင်းပြချက်တွေပြရတာလဲအားတော့နာပါရဲ့ဗျာဆိုတော့မန်နေဂျာကိန်းကတကယ်အဆုံးသတ်မဲ့ဟာမလုပ်ဖြစ်တော့ဘူးနော်မလုပ်ဖြစ်တော့ဘူးဆိုတော့တောင်းပန်ပါတယ်နော်အားလဲနာပါတယ်ကျွန်တော်ဒါ enjoy football မှာဒီနေ့ညကျွန်တော်မန်နေဂျာကိန်းမရှိတော့ဘူးဆရာသမားရေနော်လူလဲကြည့်အောင်ဆရာသမားရေပိုင်းနိုင်ခွိုက်ခံထားလို့ပဲဘာမှန်ကိုမလုပ်နိုင်တော့ဘူးဖြစ်နေတာဒါပြည့်လို့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်တော့အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ပြောကြည့်အောင်ပါနော် energy မရှိဘူးဗျာ energy မရှိတော့သိတယ်မလားကိုလူတွေပြင်းစရာကောင်းမှနေထားမျိုးတွေကျွန်တော်လည်းအမှန်တမ်းပြောလို့ရှိရင်နော်အချိန်ပေးပြီးကြည့်ရတဲ့လူတွေအတွက်နော်အကြောင်းပြချက်ကကောင်းတယ်အချိန်ပေးပြီးတော့ကြည့်ရတဲ့လူတွေအတွက်ပြင်းစရာကောင်းတဲ့ live မျိုးမဖြစ်စေချင်ဘူးနော်အဲ့တော့ကျွန်တော်ဒီညတော့မရှိတော့ဘူးဆက်မှာနော် sorry ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရရင်ဘွန်းလင်ကစားမပြတဲ့ Bruno Fernandes ကစက်တင်ဘာလ Manchester United ရဲ့တလတာအကောင်းဆုံးကစားမစုကိုရသွားတယ်လို့ကျွန်တော်သိရတယ်ပေးရမရှိလို့လည်းကြမ်းဖန်ပေးရတာဟိတကယ်တမ်းကဘယ်ကောင်းမှတန်တာမဟုတ်ဘူးเนาะဘယ်ကောင်းမှတန်တာမဟုတ်ဘူးဆရာသမားဒီစုကเนาะဒီတလတာအကောင်းဆုံးစုကဘယ်ကောင်းမှတန်တာမဟုတ်ဘူးပေးရကိုဒဇက်မှကျွန်တော်မရှိဘူးเนาะဒါကတခုနောက်တစ်ခုကကျွန်တော်နေနေပေါ့เนาะဟိုဘယ်လိုပြောမလဲနီးပြဖြစ်တဲ့ဒီအခြေအနေတွေနဲ့ကျွန်တော်တို့ပတ်သက်လို့မပြော Oliver Glasner တို့เนาะကျွန်တော်တို့ဒီ Ruben Amorim တို့နဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျွန်တော်ပြောကြည့်အောင်ဆိုတော့ Oliver Glasner နဲ့ပတ်သက်လို့ရှိရင်တော့ဒါ Sami Mokbe ကနေပြီးတော့ report လုပ်လာတာက Oliver Glasner ဟာ Manchester United ရဲ့နီးပြပြစ်မှတ်စရင်းထဲမှာပါဝင်နေတယ်ပေါ့နော် Crystal Palace နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေအရဆိုရင် Oliver Glasner ဟာ Palace ရဲ့စာချုပ်အသစ်ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်ပေါ့အဲ့ဒီဆုံးဖြတ်ချက်မှာဆိုလို့ရှိရင် Manchester United နီးပြရာတို့ကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်ဖြစ်နိုင်နေဆိုပြီးတော့သုံးသပ်မှုတွေလည်းကျွန်တော်တို့ရှိနေကြတယ်ပေါ့ဗျာဆိုတော့ United အတွက်ကတော့ဘယ်လိုပြောမလဲနီးပြအပြောင်းလဲကသတင်းကတောက်လျှောက်ကျွန်တော်တက်နေဒီวีကတော့ဗောနော်နီးပြတစ်ယောက်မဟုတ်တစ်ယောက်နဲ့တော့သတင်းကထွက်မှာပဲအမ်မိုရင်ရဲ့အနာကမသေးကြသေးဘူးလှုပ်ခတ်လာသေးဘူးအမ်မိုရင်ရလက်တွေမကောင်းသေးဘူးเนาะနောက်ထပ်နီးပြတွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ထွက်မှာပဲအထူးသဖြင့်နီးပြဖြစ်တဲ့ Oliver Glasner ကလည်း Premier League မှာလှုပ်ပြနေတာတွေเนาะသူသုံးတဲ့ formation ကလည်း 3-4-2-1 နေဖြစ်နေတာတွေဆိုတဲ့အခါကျတော့ user ချက်တွေအများကြီးနဲ့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲတကယ်သတင်းထွက်တာလည်းရှိမှာပေါ့လေเนาะကျွန်တော်တို့ဒါသတင်းထွက်တာပေါ့လက်ရှိမှာဒီဘယ်လိုပြောမလဲ Oliver Glasner နဲ့ကကျွန်တော်ကတော့ဗောနော်ဘယ်လိုပြောမလဲ Crystal Palace ကိုသူကဖလားနှလုံးကျွန်တော်ယူပေးထားတယ်ဖလားနှလုံးယူပေးထားပြီးတော့ဒီလိုအခြေအနေမျိုး Palace ကအမြင့်ဆုံးသူတို့ရဲ့အနေအထားတစ်ခုနဲ့အမြင့်ဆုံးကာလလိုရောက်နေတဲ့အခြေအနေမျိုးမှာနီးပြကတည်တယ်မလားပုတ်ပတ်ခါပြီးတော့ထွက်ခွာလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့မြန်ကိုအသင်းရဲ့ဘက်ကပေါ့နော်ခေါ်ဖို့ကျူးပန်းနေဆိုရင်တောင်မှပေါ့ Oliver Glasner ကိုဒါကတော့ Glasner ပေါ်မှာလည်းမူတည်သေးတာပေါ့လေသူ့အနေနဲ့တွေးကြည့်ရင်လည်းပဲငါအနေနဲ့ Crystal Palace မှာဖလားတွေပါယူပေးထားပြီးနှလုံးတောင်မှာပဲကွန် Community Dine တို့ဟလား FA ဖလားတို့ဒါဒီဟာ Crystal Palace လို့အသင်းမျိုးတွေအင်မတန်ကိုကြီးမားလုံးနေတာဒီစုစစိတ်တွေဗျာအဲ့ဒါတွေယူပေးခဲ့သွားပြီးเนาะလက်ရှိမှာအခြေအနေကောင်းနေတာလည်းမှန်တယ်ဒါပေမဲ့လို့ငါဟာနောက်ထပ်ဒီလိုအခွင့်အရေးရချင်မှရမှာငါကိုတွားခွင့်ပေးပါညာဆိုရင်တော့ Crystal Palace ရဲ့ဘက်ကလည်းတိုင်းတာတကူနားလေကောင်းလေမှာပေါ့လေတိုးတော်လည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ဒါ United ရဲ့ဘက်ကမကြိုးပမ်းမချင်းတော့ကျွန်တော်တို့ဒါဆက်ပြီးတော့စောင့်ကြည့်ရမယ်တခုရှိတာက Crystal Palace ရဲ့စာချုပ်ကိုပယ်ချထားတယ်ဆိုတာမျိုးကဒီအခုကြောင့်လည်းကျွန်တော်ဖြစ်ချင်မှဖြစ်မယ်ဗျဖြစ်ချင်လည်းဖြစ်လိမ့်မယ်တခုရှိတာကတော့ Crystal Palace နဲ့သူ့ရဲ့ဂျားထဲမှာနည်းနည်းကောလာဟာလာတွေကတိုင်ပတ်တာတွေရှိနေတယ်ဒါကလည်းမာဂေဟီကိုလီဗာပူးသင်းထံသူလက်မလွတ်ချင်ဘူးเนาะအခုပြင်လက်လွတ်မယ်ဆိုရင်တော့မှအစားထိုးစရာခံစဉ်ကစားမတရားဝယ်ပြီးမဟုတ်ရင်ငါထွက်မယ်ဆိုတဲ့ပုံစံမျိုး resign တင်မယ်ဆိုတဲ့ပုံစံမျိုးကောလာဟာလာတွေထွက်ထားတာသူကတော့အဲ့ဒါကိုညင်းထားတယ်ပေါ့လေအဲ့လိုမျိုးလေးတွေကျွန်တော်ရှိတယ်အဲ့ဒီတော့ဖြစ်မလာနိုင်ဘူးလို့ကျွန်တော်တို့ပေါ့နော်ပုံသေးတော့ကျွန်တော်ပြောလို့မရဘူး Manchester United ရဲ့ဘက်ကတော့ Oliver Glasner ကိုစိတ်ဝင်စားနေတဲ့ပြစ်မှတ်တွေထဲမှာပါတယ်ဆိုတာကတိတ်တော့ညီတို့တွေရောကျွန်တော်တို့ဘက်ကကျွန်တော်ဘယ်သူဘက်ကပဲကြီးကြီးထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးเนาะဆိုတော့ညီတို့ဘယ်လိုမြင်ကြလဲလက်ရှိ Oliver Glasner ကို United ကတကယ်ကျူးပန်းကြလိမ့်မယ်လို့ကျွန်တော်တို့ထင်ကြလားနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်ရရင်နီးပြ Ruben Amorim နဲ့ပတ်သက်လို့ Jacobs Ban ကပြောထားတဲ့ report ပါAmorim မှာပေါ့နော်လက်ရှိနီးပြ Amorim မှာအခြေအနေတွေကိုပြောင်းပြန်လှန်ပစ်ဖို့အတွက်ပွဲစဉ်တွေအများကြီးကြံတော့မယ်လို့သူမထင်ဘူးပေါ့နော် Jacobs Ban ကသူ့ကိုယာဒီကုန်တိအခွင့်အရေးပေးမယ်ဆိုတဲ့တခြားသတင်းဌာနတွေသတင်း source တွေကလည်းသတင်းရင်းမြစ်တွေကလည်းဟိုပြောလာတာတွေတချို့ကိုသူ့အနေနဲ့ respect ရှိပေးမယ်လေလို့အဲ့လောက်ထိရှင်းလင်းပြတ်သားတဲ့အခြေအနေမျိုးမှာမဟုတ်ဘူးလို့ထင်နေပေါ့ကလပ်အသင်းနဲ့နီးစပ်တဲ့သူတွေနဲ့စကားသူပြောကြည့်တဲ့လောက်ဆိုလို့ရှိရင်
ပို့ပြီးတော့ဖြစ်နိုင်တာဟာဒီယာဒီမှာစုစုပေါင်းเนาะကျွန်တော်တို့ဒီယာဒီမှာစုစုပေါင်း38ပွဲအခွင့်အရေးရမှာဖြစ်ပြီးတော့အဲ့ဒါကသူ့အတွက်အကဲဖြတ်စံလုံးတစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်သူဘာကိုတေချာပြောတယ်လို့မသိဘူးတေချာတာတစ်ခုကတော့နီးပြဖြစ်တဲ့ရူဘင်အမိုရင်ကိုဘယ်သတင်းဌာနကဘလောက်ပဲပြောတရားဒီလုံးစောင့်ကြည့်မယ်ဆိုတာကဖြစ်နိုင်ခြေရှိကိုမရှိဘူးဒီနေရာမှာအကြောင်းရင်းကတစ်ခုပဲရှိတယ်ဗျာနီးပြတယောက်ကိုတရားဒီလုံးစောင့်ကြည့်မယ်ဆိုတာမျိုးကအဲ့ဒီနီးပြကပေါ့နော်တရားဒီလုံးစောင့်ကြည့်ခြင်းစရာကောင်းတဲ့ performance တွေပြနေသလားဆိုတာပဲအခုပုံစံတိုင်းကျွန်တော်တို့ကအဆင့်15နဲ့ပြန်ရောက်လာတယ်ဆိုလို့ရှိရင်ဗျာเนาะဒါအပြင်မတင်မဲ့မတော်ရင်တန်းမှာဆင်းသွားနိုင်တဲ့အခြေအနေမျိုးကြုံလာရတယ်ဆိုရင်နီးပြကိုကျွန်တော်ဆက်ပြီးတော့ထားပါဦးမလားเนาะကျွန်တော် data တွေရကျွန်တော်ဘောနော်ဒီ stats တွေရအားလုံးကကျွန်တော်အနေနဲ့ဘောနော်အမိုရီအနေနဲ့ဘယ်လို့မှကောင်းမလာဘူးဆိုတဲ့အရာတွေပေါ်ပြနေတယ်ဆိုရင်အတင်းဘယ်လောက်ထိတာဝန်ရှိသူတွေကျွန်တော်ခံနိုင်ပါလဲပရိသတ်တွေဖိအားသူတို့ဘယ်လောက်ထိခံနိုင်ပါလဲပြီးခဲ့တဲ့တရားဒီကတီးခံပြီးသွားပြီနောက်တရားဒီအဲ့လိုထပ်ဖြစ်တာမျိုးတီးခံမှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ United အနေနဲ့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာပေါက်တန်း300လောက်ထိပေါ့နော်ကျွန်တော်တို့ကစားမအပြောင်းရွှေ့တွေကိုကျွန်တော်တုံးထားတယ်အသင်းရဲ့ Academy တွေကစားမတွေကိုအမှန်ကန်လက်လွတ်ထားတဲ့အသင်းမျိုးဖြစ်နေတယ်ဆိုတော့အမိုရင်အတွက်ကျွန်တော်တို့ရင်းနှီးထားတဲ့ငွေတွေအချိန်တွေအများကြီးပါအဲ့တော့ဒီလောက်ထိရင်းနှီးထားပြီးမှနောက်ထပ်တရားဒီတင်းထပ်ပြီးတော့ပေါ့နော်အချိန်ပြီးမယ်ဆိုတာမျိုးကမဖြစ်နိုင်ဘူးထားပါတော့ဗျာအဆင့်6လောက်နဲ့ကျွန်တော်တို့ယာစီသိန်းနေဟေ့ဆိုရင်တော့အဲ့တရားဒီလုံးကျွန်တော်ဆက်ကြည့်ကောင်းကြည့်လိမ့်မယ်နော်ငါတို့ကတော့မစိုးဘူးနိုင်တဲ့ပွဲလေးတွေတော့နိုင်နေတယ်နော်ဒါအပြင်အဆင့်10ဝန်းကျင်လောက်တော့မှနော်ကျွန်တော်မြင်ရနိုင်တဲ့ဟေ့ဆိုရင်တော့မှထပ်ပြီးတော့ပေးကောင်းပေးလိမ့်မယ်ဒါပေမဲ့ဒီပုံစံတွေကအဆင့်10မပြောနေဗျာပြီးခဲ့တဲ့ယာတီကအဆင့်15လောက်ပြန်ရရင်တော့မှတော်တော်လေးကိုကန်ကောင်းလို့ယူဆမယ့်ပုံစံမျိုးဖြစ်နေတာနော်အဲ့ဒီတော့ United ရဲ့ဘက်ကအမိုရင်ကိုတရားဒီလုံးဆက်ပြီးတော့အချိန်ပေးစောင့်ကြည့်ဖို့ဆိုတာမျိုးကဟိုဘယ်လိုပြောမလဲအတင်းတာဝန်ရှိသူတွေရဲ့ဘက်ကပေါ့နော်မလိုလားအပ်တဲ့ noise တွေမဖန်တီးခြင်းလို့ဒီလိုမျိုးထွက်လာတဲ့သတင်းတွေပဲလို့ကျွန်တော်ထင်တယ်ဒီချက်ပူတယ်လို့ကျွန်တော်မယူဆဘူးဆိုတော့ဆန်နလန်နဲ့ပွဲဟာသူတို့အခွင့်အရေးဖြစ်လာနိုင်တယ်အပြောင်းလဲဖြစ်လာနေဖြစ်လဲဖြစ်တင်တယ်ကျွန်တော်ပြောနေတာဆန်နလန်နဲ့ပွဲမှာတကယ်တကယ်စောင့်ကြည့်ကျင်စရာတော့မှစောင့်ကြည့်ဖို့တော့မှမသိတော့ဘူးဆန်နလန်နဲ့ပွဲမှာအနိုင်ရသည်ဖြစ်စေအရှုံးရလဲဖြစ်သည်ဖြစ်စေတည်ရလဲပေါ်သည်ဖြစ်စေအသင်းအနေနဲ့ပြောင်းလဲဖို့ကြိုးပမ်းမယ်ဒါကကျွန်တော်တို့ညင်လို့မရတော့ဘာကြောင့်လဲဆိုတော့ဆန်ဒလန်နဲ့ပွဲမှာနိုင်နေဆိုရင်ကျွန်တော်ဆက်ထားမှာလား International Break ပြီးတာနဲ့လေဘာဦးပွဲကကျွန်တော်လာပြီဘလို့မှအဆင်မပြေဘူးဗျာဒီလားနော်ဆိုတော့အမ်မိုနီနဲ့ဒီချင်းတွေကိုပြောင်းလဲနိုင်ဖို့အတွက်သူအခွင့်အရေးကအများကြီးရမှာမဟုတ်တော့ဘူးဒါအပြင်ကျွန်တော်တို့ကဒီဆန်ဒလန်နဲ့ပွဲကိုမူတည်ပြီးတော့အမ်မိုနီကိုဆုံးဖြတ်မယ်ဆိုတာမျိုးမဖြစ်သင့်တော့ဘူးပြီးခဲ့တဲ့ Brentford နဲ့ပွဲစဉ်ပြီးကြတဲ့က Manchester City နဲ့ပွဲစဉ်ပြီးကြတဲ့ကနော်ရှင်းပြောရရင်ဗျာဘန်လီနဲ့ပွဲစဉ်ပြီးကြတဲ့ကကျွန်တော်အနေနဲ့ပေါ့နော်အမ်မိုနီကိုအပြောင်းလဲလုပ်ပလိုက်ခဲ့တင်တာလုတ်ပလိုက်ခဲ့တင်တာဆိုတော့အရာအလုံးကလက်ရှိမှာကောင်းနူးနဲ့ကျွန်တော်တို့ကယုံကြည်တာမဟုတ်တော့ဘူးဗျာသိတယ်နော်ကောင်းနူးနဲ့ကျွန်တော်တို့ဒါစန်တဝါဖြစ်နေတဲ့အခြေအနေမျိုးမျိုးလို့ကျွန်တော်တို့ကဆက်ထားနေတာဒီကောင်းလာအောင်မှာငါတို့ကတော့အချိန်ပေးရင်ဆက်ကောင်းလာမှာပဲဟေ့လို့တကယ်ယုံကြည်ချက်အသင်းမှာမရှိတော့ဘူးကောင်းများကောင်းမလားနဲ့ဆက်ထားနေတာအသင်းတောင်ရှိသူတွေရဲ့ဘက်ကပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ပေါ့နော်ဒီအသင်းတောင်ရှိသူတွေဟာသူတို့လက်ရှိ Manchester United ကိုရောက်ပြီးကြတဲ့က Ineos ကတကယ်ကောင်းကြီးပိုင်းအဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အမြဲတမ်းပြောသလိုပဲအမှားတွေကြီးပဲသူတို့လောက်ထားတယ်အဲ့တော့နောက်တက်ကထပ်မှားပြန်ပြီးဟေ့ဆိုတာမျိုးသူတို့ဝေဖန်တာမခံကျင်ဘူးเนาะရေးသားတာတွေသူတို့မခံကျင်ဘူးအဲ့တော့သူတို့မှားကြောင်တက်တည်ပြခြင်းတဲ့အတွက်အမိုရီကိုတက်နိုင်နေမှသူတို့အခွင့်အရေးပေးနေတာအဲ့ဒါကပြဿနာမရှိဘူးဂျားတွေကမြေစာကန်ဖြစ်မှာကကျွန်တော် Manchester United နဲ့နောက်ရောက်လာမယ့်နီးပြအတွက်ကကင်တွယ်ခွင့်ရတဲ့ပွဲစဉ်နဲလေပို့ပြီးတော့ဒုက္ခရောက်လေ resource တွေကျွန်တော်တို့ကုန်လေပဲအခုလိုမျိုး Solar City ကာလာလို့ပြောလို့ရတဲ့အခြေအနေမျိုးမှာအပြောင်းလဲတွေကျွန်တော်ရအောင်လုပ်အောင်ပါဒါကြောင့်အမ်မိုရင်ကိုပြီးခဲ့တဲ့ Brentford နဲ့ပွဲပြီးကြတဲ့ကကျွန်တော်ထုတ်ပလိုက်ခဲ့တင်တာလို့ကျွန်တော်ပြောတာဘာလို့လဲဆိုတော့နောက်နီးပြအတွက်ကျွန်တော်ပို့ပြီးတော့အချိန်ရအခုဆိုလို့ချင်းကျွန်တော်ကြည့်ဗျာကျွန်တော်တို့ဒီ Sunderland နဲ့ပွဲကိုကျွန်တော်တို့ထားပါတော့ကရှုံးတယ်အဲ့မှာထုတ်လိုက်တယ်ပေါ့နီးပြကိုကျွန်တော်တို့ခန့်တယ်တကယ်လေ့ကျင့်ရေးကွင်းကကျွန်တော်တပတ်ပဲရှိရဲ့အချိန်ကအခုလက်ရှိကျွန်တော် Brentford နဲ့ပွဲစဉ်မှာကျွန်တော်တို့ပေါ့နော်အပြီးမှာထုတ်လိုက်တယ်ဆိုလို့ရှိရင်ဒါလီဗာပူးလို့ပါလို့နဲ့ပွဲစဉ်နေကြလို့ရှိရင်အတိုင်းအတာတစ်ခုဒီဒါမျှော်လင့်လို့ကျွန်တော်ရနေပြီနီးပြတဲ့နဲ့ပတ်သက်လို့ဘယ်လိုဖြစ်လာမလဲဗာလဲဗျာပြီးလို့ရှိရင် new manager bounce တွေပါတယ်မျှော်လင့်လို့ရနေပြီအခုကအဲ့လိုမဟုတ်ဘူးเนาะဒါကြောင့်လက်ရှိမှာအမ်မိုနီနဲ့ပတ်သက်လို့ရှိရင်တော့ဘယ်လိုပြောမလဲကျွန်တော်တို့ကတော့တပွဲအချိန်ထပ်ပြီးတပွဲမှားလီလို့ပဲကျွန်တော်ပြောရမှာပေါ့ဗျာအခုလက်ရှိအနေထားကိုကျွန်တော်ကြည့်ရင်ဆက်ထားလို့ရှိရင်ကောင်းနိုင်တယ်လို့ကျွန်တော်တို့ထင်လားကျွန်တော်တို့မထင်ဘူးလေလက်ရှိအနေထားတွေကเนาะဘယ်လိုပြောမလဲသူကိုယ်တိုင်က system တွေပြောင်းလဲလိုက်ပြီးတော့ကစားမားတွေနဲ့အချင်းကြီးကောင်းတဲ့ပုံစံတစ်ခုကိုပြောင်းလဲလိုက်လို့ဆိုရင်တော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင်တော့အချင်းကြီးကကောင်းတဲ့အကြောင်းမရှိဘူးဆိုတော့အမ်မိုရင်က Manchester United မှာတဲ့အခွင့်အရေးရှိတော့တယ်လို့ကျွန်တော်မထင်ဘူးဒီလိုရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဆိုတော့မနေ့ပြန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးကျွန်တော်သွားကြပါမယ်เนาะဒီညကတော့တော်တော်ကိုကျွန်တော်ကားနေတာကျွန်တော်ခုနကပြောလို့ပဲမနေ့ညကျွန်တော်မနေ့ကဗျာမနေ့ကကျွန်တော်ထားပါတော့ဟိုလောက်ပြီးကြတဲ့ကကျွန်တော်မှာ
2 နာရီခွဲပဲအိပ်ရသေးတယ်လူကတော်တော်တိုင်းပတ်နေပြီဒီနေ့လဲကျွန်တော်တို့ဒီဘယ်လိုနေခင်းမှာဆိုလို့ရှိရင်ကျွန်တော်ဟွာဒီပါဒီဟိုဘက်ကဘလော့အတွက်ကျွန်တော်သွားလိုက်တာတဏီကုံသွားတယ်ဆိုတော့ကလူတော်တော်ပြိုင်းသွားတာအဲ့ဒါကြောင့်ကျွန်တော်တိုင်တော့ဒီမသွားပြတော့ဘူးဆိုတော့နောက်နေ့မှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်မနေ့ပြန်ပွဲကြုံသွင်းတဲ့ချက်ကျွန်တော်လုပ်ကြတာပေါ့အားလုံးကိုကျေးဇူးများတင်ပါတယ်